အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရွှေကူမင်းနေရေးသားထားတဲ့ပန်းဆိုရန်မတ်အေးတန်းဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ပန်းဆိုရန်မတ်အေးတန်းပြန်လာပြီမအေးတန်းပြန်လာပြီအချိန်ကညနေ9:00နာရီကျော်ဖြစ်သည်ဒီချိန်ရောက်လင်အကြဆောင်ခေါ်အဆောင်9 8 6ထဲသို့ကြားတစ်များရောက်နေကြဖြစ်၏ကြားတစ်ဆိုသည်မှာယနေ့မှရုံမိတ်ဖြစ်ထောင်ကျလာသူလူတစ်များကိုဆိုခြင်းဖြစ်သည်ဒီလိုကြားတစ်တွေထဲမှာလူဟောင်းတွေလည်းပြန်ပါလာတတ်၏သူတို့ကတော့အထဲနှင့်အပြင်ကိုအိမ်ဦးနှင့်ကျန်းပြင်လိုလူလာခောက်သို့ကူးတန်းနေသူများသည်ထို့သို့ကူးတန်းနေသူများမှာ30 ဂါကြီးခေါ်မှောင်ရိပ်ခိုမှုများသာဖြစ်ပြီးအများဆုံးကူးတန်းသူကမအေးတန်းပါမအေးတန်းဆိုရင်အဆောင်6 9 8တိုးချက်ဆောင်များတွင်မသိသူမရှိမအေးတန်းကကူးတန်းချိန်ရှည်လာပြီပဲ10နှစ်ကြာတော့တန်းစီမသိမ်းခင်ပင်မအေးတန်းနောက်မှရောက်သူဖြစ်သည်သူရောက်တော့မအေးတန်းကထောင်မင်းသမီးဖြစ်နေပြီအသားလက်လက်ဘော်ဒီတောင့်တောင့်မျက်လုံးမျက်ဖန်လှလှနဲ့မအေးတန်းသည်30 ဂါကြီးဟုထင်ရစရာပင်မရှိရုပ်တန့်သလိုစိတ်ထားလေးရှင်းသဖြင့်ထောင်ထဲမှလူချစ်လူခင်ပေါ်သည်မအေးတန်းပြန်လာပြီဆိုသောစကားကိုပင်မအေးတန်းသည်ထောင်ကိုအိမ်အမှတ်ပြုနေသူအပြင်ကိုအလဲပတ်သဘောမျှသာသွားသူဟုအတိတ်ပဲကောက်ယူနိုင်ပေသည်တကယ်လဲမအေးတန်းတွင်အပြင်၌အိမ်မရှိချင်းဒီလိုဝင်လိုက်ထွက်လိုက်နဲ့အကြိမ်ပေါင်း30ကျော်ပြီဆိုတော့ထောင်ဝန်တန်းကလည်းမအေးတန်းကိုနားလည်နေကြပြီသူကလည်းဘယ်တော့မှကြကြနေရသည်မဟုတ်အလွန်ဆုံး3 လပါပဲ3 လနေပြီးပြန်သွား၍3 ပတ်မကြာခင်မအေးတန်းပြန်လာပြီဆိုတော့အတန်ကိုကြားရမြဲသည်နေစမ်းမအောင်အဲ့ဒီမအေးတန်းကဘာဖြစ်လို့ဒီလောက်တောင်ထောင်မှပြောနေတာလဲထောင်ထဲမှာလေရှူရတာကိုပင်မတန်းဟုယူဆထားသောချဲမချိုကမေးသည်သူဆိုလင်ချဲမှု3 နှစ်ကို3 ကဘာလောက်ထင်နေသူမဟုတ်လားတညသာကုံဆုံးဖို့အရေး3 ရက်လောက်နိုးနေတတ်သူပဲအိမ်ကပို့သောကောင်းပိညွန့်ပိဆိုသောစားစာတွေကလည်းထောင်နှံ့ဖြစ်နန်စော်လာသည်ဟုထင်သည်အဲ့ဒီမအေးတန်းကဖြစ်ထမင်းဖို့မှလာပြီးတော့ထမင်းအထွေးလိုက်ကိုငပိမဲမဲခါခါနှစ်တို့ပြီးတောင်ယာမှခိုးယူလာသည့်စပလင်ကိုကိုက်ပြီးစားနေပုံမှာဟိုတယ်တက်စားနေသလားအောင်မင်းနေရ၏မတ်ချိုတိချင်မအေးတန်းကိုသွားမေးပေါ့မတ်ချိုကပခုံးတွ၏သွားမမေးရဲပါဘူးနော်အဲ့ဒီ30 ဂါကြီးတွေစုနေတော့တိုးချက်ဆောင်တဲ့ကိုဝင်ဖို့တောင်စိတ်မတတ်ပါယောဂတွေကူးမှဖြစ်ဟောမအေးတန်းရေချိုးတော့မယ်ရေကန်ဘာရာကအော်သည်မအေးတန်းရေချိုးတာဘာများစမ်းတယ်လဲစားပါပြီလားအများသူငါရေကန်ကြီးမှာရေကိုခွက်ဖြစ်ချိုးရတာမအေးတန်းကဒီအခွင့်အရေးကိုတောင်းဆိုထားသည်သူကအများနဲ့ရောပြီးရေမချိုးပေအကြောင်းကသူကအဝတ်ချွတ်ပြေးမှချိုးတတ်သည်ဟုတင်ပြခဲ့သည်အများအမြင်မှာမလျော်ကန်မနီးမဝေးမှရှိနေသောအမျိုးသားဆောင်တွေမှလှမ်းကြည့်လင်မြင်နိုင်သည်ဤတွင်မအေးတန်းအော်ဟစ်၏အဝတ်တွေချွတ်ပြစ်၏ဘာရာဒေါ်မြတ်မြကြိမ်လုံးဖြင့်လက်ညားအောင်ရိုက်ကြည့်၏မအေးတန်းပို၍အော်ဟစ်သည်ဒဏ်ရာအရှိုးတွေမြင်မကောင်းအမိတ်ဖီဆိုင်၍သာဒဏ်ခတ်ရပေမဲ့သူ့အသားဝင်းဝင်းကိုမရိုက်ချင်တော့နောက်ဆုံးလူလွတ်ရာမှာစင်အိုးနှင့်ချိုးပေတော့ဆိုမှမအေးတန်းအော်ရလေသည်ဒီတကူကလွယ်၍မအေးတန်းဘာအပြင်းမှမလုပ်ပေခိုးတော့မအေးတန်းရေချိုးမည်ဆိုမမြင်ဘူးသူများကခက်လှမ်းလှမ်းမှချောင်းကြည့်ကြတာကလွယ်ပြီးမြည်သူများအစမ်းမလုပ်ကြတော့အေးမအဝတ်ပုံမှမရှိတာဒီလိုပဲချိုးရမှာပေါ့ဟုတ်ဘူးလားမအေးတန်းကသူ့ကိုယ်သူအေးကနဲ့ပြောတတ်၏သူ့စကားတန်ကလည်းချိုသားသည်ယောက်ျားတွေဒါကြောင့်ကြတာများလားဟုတချို့ကတွေးတတ်သေး၏ဘာပဲဖြစ်ဖြစ်မအေးတန်းကတော့သူ့ကိုယ်ပိုင်အိမ်မှာနေသလိုအေးဆေးဆေးပဲမအေးတန်းအပြင်မှာဘာလို့မပြောတာလဲတန်းစီတော့သိန်းခင်ကမေးဖူးသည်ဆွေတကောင်မျိုးတကောင်မရှိလင်းမရှိသားမရှိဘယ်လိုလုပ်ပြီးပြောနိုင်ပါလဲမအေးတန်းကဆွမြင့်ဆိုလေသည်မဟုတ်သေးပါဘူးကိုအားကိုရောင်းဝယ်စားပေါ့တယောက်ကစောရကဝင်သည်မအေးတန်းပါဇက်ကိုမဲလိုက်ပြီးမှ
အေးရောင်းပူတာပေါ့ပြောင်းဖူးပြုတ်ရောင်းတယ်ကစုံအပြုတ်ရောင်းတယ်နေခင်းတော့တော်ပါရဲ့နေညိုတာနဲ့တတဝတွေကပြောင်းဖူးပြုတ်တွေထားခဲ့ပါကွာတဲ့ဈေးဖို့ပေးမှာပေါ့တဲ့မလိုက်လို့မဖြစ်ဘူးလားဖြစ်ပါတယ်ဒါပေမဲ့ဖောက်တယ်ပြတ်တာပေါ့ဟင်ဖောက်တယ်တွေဟုတ်လားအင်းမော်အေးဖောက်တယ်တွေကအများကြီးအလှဲ့နဲ့ပေးရတယ်ဟဲစိတ်မညစ်ဘူးလားစိတ်ညစ်တယ်တော့မဟုတ်ဘူးဟိုလေခန္ဓာကိုယ်ကမနိုင်ဘူးသိတယ်ဟုတ်အထိမခံချင်တော့ဘူးအဲ့ဒီအခါအဖမ်းခံရအောင်တမင်ကိုရောင်ပြရတော့တာဟုတ်တော့တမင်အဖမ်းခံတာဟုတ်လားအေးလေဒီရောက်မှပဲနားရတာကို3 လလောက်အားပြန်မွေးရက်စီတော့ပြန်ထွက်အလုပ်ပြန်လုပ်ရအေးကဒီအတိုင်းပဲလမ်းဘေးမှာအသက်ပြောက်မှာပါမအေးတဲ့မျက်နှာကညှိုးသွားသည်သူအရွယ်မရောက်ခင်ကမိမဲ့ဖာမဲ့ဘဝကိုတတိယသည်အဲ့ဒီတုန်းကသူ့ကိုဟိုကခေါ်ခိုင်းဒီကခေါ်ခိုင်းနေပါမပြောကောင်းမဆိုကောင်းအပြိုပေါ်တော်မဝင်ခင်မှာပဲရွာထဲကအမှုသမားတစုကသားများပြုခဲ့ကြသည်ပတ်စံတွေအများကြီးပေးကြသည်ဟန်ကြလေစွာအလုံးလုံးရတာလောက်မပင်မပါဘူးလေဟုဖြေသည်အမှန်ပြောရရင်အဲ့ဒီအချိန်မှာဘာမှမပြောပြတတ်သောတာယာမှုတစ်ခုကိုလည်းခံစားရသည်ဟုထင်သည်ဒီလိုနဲ့ပဲယောဂရမှာမကြောက်ဘူးလားဒီလိုအမေးခံရတိုင်းမအေးတန်းကကြက်ကြက်လန့်လောင်ရေမောပြစ်လိရှိပါသည်တေအေးတာပဲလေဟုလည်းအလွယ်တကူပြောတတ်သည်မအေးတန်းတစ်ခါပြန်လာတိုင်းအဝတ်အစားတွေကတော့အသစ်အဆန်းတွေဖြစ်နေတတ်သည်အပြင်မှာဘာတွေခစ်စားနေကြောင်းမအေးတန်းဝင်လာလင်သိနိုင်ကြသည်ပြီးတော့မအေးတန်းကရုပ်ရှင်ကြိုက်၏ရုပ်ရှင်ကားတကားလုံးကိုစကလုံးရောအမှုအရာရောအကြအနပြန်လဲတင်ဆက်တတ်သည်မအေးတန်းရုပ်ရှင်ပြောပြီးဆိုလူ20လောက်ဝိုင်းနေရောမအေးတန်းလွတ်ပြီနောက်နေ့လွတ်လူစင်းခေါ်၍မအေးတန်းနာမည်ပါလင်သူကထူးထူးခြားခြားပျော်ရွှင်ခြင်းမရှိဘေးလူတွေကလည်းမကြမီမအေးတန်းပြန်လာမည်မှန်းသိချသဖြင့်မအေးတန်းရုပ်ရှင်များများကြည့်ခဲ့နော်ဟုတပျော်တပါးမှာတတ်ကြသေးသည်ငါဖြစ်မအေးတန်းကိုနားမလည်ဘူးဟုချဲမချိုကပြော၏ဒီလောကမှာနားမလည်နိုင်စရာအများကြီးပဲလေဟုတန်းစီမသိန်းခင်ကဆဲလိတ်မီးညင်ရင်ဆိုသည်အဆောင်8ပေါ်မှာမြေစုပန်းလေးတွေမွေပြီးအဆောင်9မှာမှောင်နေ၏အဆောင်6ခေါ်တိုးချက်ထဲမှာကမအေးတန်းနာမှာလူဝိုင်းလျက်မအေးတန်းပြောသောရုပ်ရှင်ကားကိုခန်းစားနေကြလေသည်လောကသည်သူ့အလိုလိုသွားနေစေဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲဆိုင်းဆရာမရွှေကူမင်းနဲ့ရေးသားထားတဲ့ပန်းဆိုရံမအေးတန်းဆိုတဲ့ဝတ္ထုတိုလေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်